လေ့ကျင့်မှု9နှစ်အပြီးမှာတပည့်ဖြစ်သူကတောင်ပေါ်ကဆင်းပြီးနမေကျော်ဓာတ်တိုင်းပြိုင်ပွဲကိုဝင်ပြိုင်ဖို့ပြင်ဆင်ပါတယ်ဆရာဖြစ်သူကအမှတ်တရလက်ဆောင်အနေနဲ့ပိတာချိန်1000ရှိတဲ့တမနီဓာတ်ကြီးကိုပေးလိုက်ပေမဲ့ဆရာကြီးရဲ့အမှားတစ်ခုကြောင့်သူကင်သွားရတဲ့ဓာတ်ကပိတာချိန်300,000တောင်လေးနေပါတယ်ဒါကိုမသိတဲ့တပည့်ကျော်ဟာဓာတ်လေးကြီးကိုမနိုင်မနှင်းထမ်းပြီးပြိုင်ပွဲကွင်းထဲကိုရောက်လာခဲ့ပါတော့တယ်ပထမအဆင့်မှာတော့ကြွေကြလာတဲ့တရက်တွေကိုဓာတ်နဲ့အမြင်ဖြတ်ပြရတာပါတခြားသူတွေကဖြစ်လက်နေချိန်မှာငါတို့ရဲ့အဓိကဇက်လိုက်ကတော့ဓာတ်လေးကြီးကြောင့်လှုပ်ရှားရတာလိတ်ထက်တောင်နေပါတယ်နောက်ဆုံးမှာတရွက်4ရက်ပဲဖြတ်နိုင်ခဲ့လို့ပရိသတ်တွေကသူ့ကိုလူညံ့ဆိုပြီးဝိုင်းလောင်ကြတာပေါ့ဒုတိယအဆင့်ကတော့ဓာဝိညာဉ်9ကောင်ရဲ့တိုက်ခိုက်မှုကိုဘလောက်ကြာခံနိုင်ရရှိတယ်လဲဆိုတာစစ်ဆေးတာပါတထေးသမီးလေးကအချိန်တော်ကြာအောင်ခံနိုင်ရပြနိုင်ပေမဲ့ငါတို့လူကတော့အချိန်နှဲငယ်လေးတွင်းမှာတင်ရှုံးနေသွားပြန်ပါတယ်ဒါပေမဲ့လူတိုင်းကသူ့ကိုလောင်နေချိန်မှာဓာတ်တိုင်းဖွဲ့ချုပ်ရဲ့ဒူးကားကတော့သူ့ရဲ့ကိုရောင်ကိုဝါဟာတာမန်မဟုတ်တာကိုရိပ်မိသွားပါတယ်နောက်ဆုံးအဆင့်မှာတော့ဓာတ်တိုင်းဆရာကြီးတဦးကိုစိန်ခေါ်ရပါတော့တယ်နမေကြီးတွေတယောက်ပြီးတယောက်ရှုံးနေသွားတဲ့ခါမှာတော့ငါတို့ဇက်လိုက်ကရှေ့ကိုထွက်လာပါပြီသူကငါဒီနေ့တော့တာမန်လူတယောက်ဖြစ်နေမှာမဟုတ်တော့ဘူးလို့ကြွေးကြော်လိုက်ပါတယ်စင်ဘော်ကိုတက်ဖို့အတွက်သူဟာအနောက်ရှက်ဖြစ်နေတဲ့ပိတာချင်းတသိန်းလေးတဲ့ဓာကြီးကိုဘေးကိုအကုံသုံးပြီးပစ်ချလိုက်ပါတယ်အဲ့ဒီခါမှာဓာရဲ့လေးချိန်ကြောင့်မြေကြီးတွေတုန်ခါသွားပြီးလူတိုင်းပစက်ဟောင်းသားဖြစ်သွားရပါတယ်ဓာလေးကြီးရဲ့ဝင်ထုတ်ဝင်ပိုးမရှိတော့တဲ့ခါမှာတော့သူဟာကောင်းကင်ရံကဓာပေါင်းထောင်တောင်းကိုအမိန့်ပေးပြီးဆင့်ခေါ်လိုက်ပါတော့တယ်ကောင်းကင်တစ်ခုလုံးဓာတွေနဲ့ပြည်သွားတဲ့မြင်ကွင်းကကြည့်နေတဲ့သူအားလုံးကိုတုံ့လှုပ်သွားစေပြီးသူဟာတကယ့်ကိုအစစ်မြင့်ဓာတိုင်းသမားဖြစ်ကြောင်းသက်သေပြလိုက်ပါတော့တယ်